မင်္ဂလာပါစာဖတ်ပရိသတ်ကြီးရဲ့ခမရတို့သိပါသလားလူတယောက်ရဲ့ဦးနှောက်ဟာတနေ့ကိုအတွေး6000ကနေ8000ထိထုတ်လုပ်ပေးပါတယ်သိပ္ပံပညာရှင်တွေရဲ့အဆိုအရအဲ့ဒီအတွေးတွေတဲက80%ဟာအနုတ်လက္ခဏာဆောင်တယ်ပြီးတော့95%ကမနေ့ကလိုအတွေးတွေပဲပြန်ထပ်နေတယ်ဒါဆိုရင်တနေ့တာအတွေး6000တဲကဘလောက်များကမင်းဘဝကိုတကယ်အကျိုးရှိအောင်ပြောင်းလဲပေးနိုင်လဲဒီဗီဒီယိုမှာမေးစရာမလိုအောင်ဘဝကိုပြောင်းလဲစေတဲ့စာအုပ်တစ်အုပ်ရဲ့စာမျက်နှာတိုင်းကိုတင်ဆက်သွားပါမယ်။ Joseph Nguyen ရဲ့ Don't Believe Everything You Think ကိုအခန်း10တန်းခွဲပြီးဥပမာတွေကိုယ်တိုင်လုပ်ကြည့်လို့ရတဲ့လေ့ကျင့်ခန်းတွေနဲ့စာအုပ်စာသားတွေကိုပါထည့်ပြီးရှင်းပြပေးသွားမယ်။ဗီဒီယိုရဲ့အဆုံးမှာ bonus တစ်ခုအနေနဲ့စာရေးဆရာကိုယ်တိုင်ထုတ်ဖော်ပြောပြခဲ့တဲ့ရှားပါအင်တာဗျူးကောက်နှုတ်ချက်ကိုလည်းဖော်ပြပေးပါမယ်။အစဉ်သင်းဆိုရင်စာလိုက်ရအောင်။အခန်း1အတွေးတွေရဲ့သဘာဝစာရေးဆရာဂျိုးဆက်ငွေရင်ကစာအုပ်ရဲ့ပထမဆုံးစာမျက်နှာမှာတင်ဒီလိုရေးထားပါတယ်မင်းရဲ့စိတ်ကပြဿနာဖြေရှင်းရေးစက်မဟုတ်ဘူးပြဿနာဖန်တီးရေးစက်ပါဒါကလူအများစုအတွက်အံ့ဩစရာကောင်းနိုင်ပါတယ်ငါတို့စိတ်ကိုကောင်းမွန်တဲ့အဖြေရှာသူလို့ထင်ကြတာတကယ်တမ်းကျတော့စိတ်ရဲ့အဓိကအလုပ်ကအသက်ရှင်ကြံရပ်တည်ဖို့အန်ဒီရီကြိုတင်တွက်ချက်ပေးတာပါဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုအားလက်ချင်ပြီးလိုက်ရင်အတိတ်အနာဂတ်ဖြစ်နိုင်ခြေဆိုးဆိုးဝါးဝါးတွေပြန်တွေးနေတတ်တယ်ဥပမာယုံကနေအိမ်ပြန်တဲ့လမ်းမှာမနက်ကအလုပ်ဖို့ပြောတဲ့စကားကိုပြန်တွေးနေမိတယ်သူပြောတဲ့ဟုတ်ကဲ့လေတန်ကတယောနေတယ်လို့ပဲသူငါ့ကိုမကြိုက်တာသိကြတယ်ငါဘာမှလို့လဲငါအယမ်းမိတ်တယ်တကယ်တမ်းကျတော့အလုပ်ဖို့ကအိမ်မှာကလေးငယ်ဖျားနေလို့ပေးမှန်းနေတာမင်းနဲ့ဘာမှမဆိုင်ဒါပေမဲ့ငါတို့စိတ်ကဇာတလန်းတစ်ပုတ်အပီးစီးရည်ပြီးငါတို့ကိုယုံစေတယ်ခမရတို့ရဲ့ဘဝမှာအတွေးတစ်ခုကြောင့်စိတ်ဆင်းရဲခဲ့ရပြီမယ်နောက်မှပြန်ကြည့်တော့လုံးဝမမှန်ဘူးဆိုတာသိလိုက်ရတဲ့အဖြစ်မျိုးရှိလားဒီလိုအတွေ့အကြုံကိုကွန်မန့်မှာဝေမျှခဲ့ပါအခန်းနှစ်ခံစားချက်တွေကိုဘယ်သူဖန်တီးတာလဲလူအများစုကဒီအဖြစ်အပျက်ကငါ့ကိုစိတ်ဆိုးစေတယ်လို့ပြောလိရှိတယ်။ဒါပေမဲ့အဖြစ်အပျက်ကဘယ်တော့မှဓာတ်ရိုက်ခံစားချက်ကိုမဖန်တီးဘူး။အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့အတွေးကသာခံစားချက်ကိုဖန်တီးတယ်။ Sheikh Stoic တသနာကြီး Epictetus ပြောခဲ့ဘူးတယ်။လူတွေကိုဒုက္ခပေးတာအဖြစ်အပျက်တွေမဟုတ်ဘူး။အဲ့ဒီအဖြစ်အပျက်တွေအပေါ်သူတို့ရဲ့အတွေးအမြင်တွေပါ။ဥပမာမိုးရွာခြင်းနဲ့ပွဲထွက်။မိုးရွာနေတယ်ဆိုပါစို့။တယောက်ကဒီမိုးကြီးကငါပွဲကိုဖျက်တယ်။စိတ်ညစ်အိမ်နေပုံနေတယ်နောက်တစ်ယောက်ကထာစုဒီချိန်မှာစာအုပ်ကောင်းတအုပ်ဖတ်လို့ရပြီငြိမ်လေးပြောသွားတယ်တူညီတဲ့မိုးလုံးဝချမ်းသာတဲ့ခံစားချက်ဘာကွာလဲအတွေးရဲ့ပေါင်းကြီးကွာတယ်ဒီတစ်ပတ်လှူစမ်းပါစိတ်ထဲမှာခံစားချက်တစ်ခုပေါ်လာတိုင်းဒီခံစားချက်ရဲ့ရှေ့မှာဘယ်အတွေးကရောက်နေလဲလို့ကိုမိပါစာရွက်ပေါ်ချရေးကြည့်ပါဥပမာခံစားချက်စိုးရင်စိတ်ရှိကအတွေးတားအကြောင်းမှာဘေးကင်းရလားဒါဆိုရင်သိတာပါတယ်စိုးရင်စိတ်ရဲ့အကြောင်းရင်းကမီးခွန်းထွက်ခြင်းအတွေးပါဒီအတွေးကိုမယုံဘူးဆိုရင်စိုးရင်စိတ်ပျောက်သွားလိမ့်မယ်အခန်း3စိုးရင်စိတ်ရဲ့အစစ်အမှန်စင်မြင့်စာရေးဆရာဂျိုးဆက်ငွေရင်ကသူငယ်တုန်းကအလွန်အမင်းစိုးရင်တတ်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်သူပြောပြတယ်ကျွန်တော်တက္ကသိုလ်ကောလိပ်မတက်ခင်ကတည်းကကြာရှုံးမှာကိုစိုးရင်နေခဲ့တယ်တကယ်တမ်းကြာရှုံးတာတော့မှအဲ့ဒီလောက်မခံစားရဘူးဒါကစိုးရိမ်စိတ်ရဲ့ထူးခြားချက်ပါစိုးရိမ်နေရတဲ့ဝေဒနာဟာစိုးရိမ်နေတဲ့အရာအမှန်ဖြစ်တာထက်များစွာပိုဆိုးတတ်တယ် University of Cincinnati ရဲ့လေ့လာချက်တစ်ခုအရလူတွေရဲ့စိုးရိမ်စိတ်ရဲ့85%ကဘယ်တော့မှမဖြစ်ပျက်ဘူးကျန်15%တွေက89%ကမထင်ထားတဲ့အတိုင်းပိုပြီးကောင်းသွားတယ်ဒါဆိုကျန်တဲ့3%လောက်ကသာတကယ်ပြဿနာဆိုလိုတာကမိရဲ့စိုးရိမ်စိတ်90%ကလုံးဝအချီးနီးစာအုပ်ထဲကအကြံပြုချက်မှာတော့တနေ့ကို Worry Period သတ်မှတ်ပါဥပမာညနေ9:00 နာရီကနေ9:15 မိနစ်အဲ့ဒီ15မိနစ်အတွင်းမှာပဲစိုးရိမ်စရာတွေကိုစာရွက်ပေါ်ရေးပါကြံတဲ့အချိန်တွေမှာစိုးရိမ်စိတ်ဝင်လာရင်မဟုတ်သေးဘူးညနေ9:00 နာရီကြာမှလူပြန်တတိပြီးပါနှစ်ပတ်အတွင်းမှာစိုးရိမ်စိတ်ကိုမင်းထိန်ချုံနိုင်လာပါလိမ့်မယ်အခန်းလေးအတိတ်နောင်တနဲ့ကိုအပြစ်တင်ခြင်း
လူတွေရဲ့အဖြစ်အများဆုံးအတွေ့ပုံစံတစ်ခုကငါအဲ့ဒီတုန်းကဒီလိုလုပ်ခဲ့ရင်ကောင်းသွားမှာငါဘာလို့အဲ့ဒီတိုင်းမပြောမိလို့လဲငါအယမ်းမိုက်ခဲ့တယ်ဒါကူစိတ်ပညာမှာ rumination ပြန်တွေးခြင်းလို့ခေါ်တယ်ဒါပေမဲ့မင်းမမေ့တဲ့အချက်ကမင်းအဲ့ဒီအချိန်တုန်းကတည်တဲ့အသည့်ခံစားချက်စွမ်းရည်နဲ့ပဲဆုံးဖြတ်ချက်ချခဲ့တာဒီနေ့မင်းပြန်ပြီးပိုကောင်းတဲ့နီးလန်းမြင်နေတာဟာမတရားတဲ့တရားစီရင်ခြင်းမှာဒီအခန်းရဲ့နီးကုန်းမှာစာရေးဆရာကဒီလိုရေးထားတယ်ပြီးခဲ့တဲ့မင်းရဲ့ version ကိုကြီးစုတင်ပါမင်းဒီနေ့ရှင်းသန်နေတဲ့အတွက်အခြေခံအုတ်မြစ်ကိုသူ့မှာတီးပြီးခဲ့တယ်စာရွက်တစ်ရွက်ယူပြီးအတိတ်ကကိုစားတဆောင်ရေးပါစာရဲ့အစချီရတဲ့အတိတ်ကငါမင်းဆုံးဖြတ်ခဲ့တဲ့အတွက်ကြီးစုတင်ပါတယ်စိတ်ရေးပါမင်းရဲ့အချိန်တုန်းကမင်းမရှိတဲ့အချက်လက်တွေနဲ့မင်းအကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတာငါသိတယ်ဒီနည်းကနောင်တကိုကြီးစုတင်ခြင်းအဖြစ်ပြောင်းလဲစေတယ်အခန်းငါလက်ခံခြင်းရဲ့စွမ်းအားအဓိကနိယာမ resistance ဒီစာအုပ်ရဲ့အစွမ်းထက်ဆုံးသဘောတရားတစ်ခုကသင်တွန်းလှန်တဲ့အရာကဆက်ရှိနေတတ်တယ်သင်လက်ခံလိုက်တဲ့အရာကပြောင်းလဲသွားတတ်တယ်ဆိုလိုတာကပြဿနာတစ်ခုကိုတွန်းလှန်တော့ဒါမဖြစ်သင့်ဘူးပြောတော့သင်ကပြဿနာကိုစွမ်းအင်ဖြည့်ပေးနေတယ်ပြဿနာကိုဒါအခုဒီအတိုင်းရှိတယ်လို့လက်ခံလိုက်တာနဲ့စွမ်းအင်ကအဖြေရှာဖို့ပြောင်းသွားတယ်ဥပမာကြွက်သားနာခြင်းခန္ဓာကိုယ်ကကြွက်သားတစ်နေရာနာနေတယ်ဆိုပါစို့ဒီနာကျင်မှုကိုငါမခံနိုင်ဘူးဒါဘာလို့ဖြစ်ရတာလဲပူနာလာတယ်ဒါပေမဲ့ဒီနေရာမှာတန်းရှင်ရှိတယ်ငါအသက်ရှူပြီးဖြင်းညုံပေးမယ်နာကျင်မှုကပျော့သွားတယ်ဒါကစိတ်ခံစားချက်အတွက်လည်းအတူတူပါပဲတနည်းကိုအကြိမ်20လောက်ဖုန်းကြည့်တိုင်းစိတ်ညစ်တိုင်းခဏရပ်ပြီး30စက္ကန့်အသက်ရှူပါအတွေးမပြောပဲဒီခံစားချက်ဒီအတိုင်းရှိနေတယ်လို့နာမည်တက်လိုက်ပါအဲ့ဒီ30စက္ကန့်အတွင်းမှာပင်သင်ဟာတွန်းလှန်ခြင်းကနေလက်ခံခြင်းစီပြောင်းသွားပြီအခန်း6တတိတရားထိုင်ခြင်းနဲ့နေရာလွတ်မြောက်ခြင်းရဲ့တော့ချက်ဒီစာအုပ်ရဲ့နှလုံးသားကဒီစာကြောင်းပါပဲအဖြစ်အပျက်တစ်ခုဖြစ်တယ်မင်းရဲ့အုံနောက်ကအတွေးတစ်ခုထုတ်တယ်အဲ့ဒီအတွေးနဲ့မင်းရဲ့တုံ့ပြန်မှုကြားမှာနေရာလွတ်တစ်ခုရှိတယ်ဒီနေရာလွတ်ကိုတတိ mindfulness နဲ့ပိုးကျဲလာအောင်လုပ်လို့ရတယ်ဒီနေရာလွတ်ကျဲလေအတွေးကိုမလိုက်ပဲရွေးချယ်နိုင်လေမျက်လုံးမိတ်ပါမြစ်ကမ်းပါးပေါ်မှာထိုင်နေတယ်လို့မြင်အောင်ပါအတွေးတွေကမြစ်ပေါ်မျောလာတဲ့တိရွက်တွေပါတိရွက်တဆွဲစီကိုကြည့်အောင်လက်မဆန့်ဘူးမဆွဲဘူးသူ့အလိုလိုမျောသွားပါစေအတွေးတစ်ခုနဲ့တွေးသွားမိငါတွေးသွားတယ်ဆိုပြီးတိတာနဲ့ပြန်ကမ်းပေါ်ရောက်သွားပြီဒီလေးကျင့်ကန်းကိုတစ်နေ့9မိနစ်လုပ်ရင်တစ်လအတွင်းအတွေးတွေကိုဝေးကနေမြင်နိုင်စွမ်းရှိလာမယ်အခန်း9လူမှုဆက်ဆံရေးနဲ့ဆက်ဆံရေးအခြားသူတွေရဲ့အတွေးတွေနဲ့လွတ်မြောက်နည်းလူအများစုရဲ့စိတ်ဖိစီးမှုတွေတဲကအများစုကသူငါ့ကိုဘလို့ထင်လဲငါပြောတဲ့စကားကသူ့ကိုစိတ်ဆိုးစီမလားသူတို့ရှိမှငါရှက်ရမှာဆိုတယ်ဒါပေမဲ့ဒီစာအုပ်ကဒီလိုတတိပေးတယ်တယောက်ရဲ့အတွေးတွေကိုမင်းထိန်ချုပ်လို့မရဘူးအဲ့ဒါကိုစူးစမ်းထိန်ချုပ်နေတာကမိုးကိုလက်နဲ့တားနေတာမျိုးပါလက်တွေ့ဥပမာ social media ပေါ်မှာတယောက်ကမင်းရဲ့ post ကိုမကြိုက်ဘူးလို့ comment လုပ်တယ်အတွေးသူငါ့ကိုမုန်းတယ်ငါရဲ့အကြောင်းအရာကအဓိပ္ပာယ်မရှိဘူးစိတ်ညစ်ဖုန်းပိတ်အတွေးသူ့မှာသူ့ရဲ့အမြင်ရှိတယ်ငါမှာငါရဲ့အမြင်စိတ်မညစ်ဆက်သွားသူညီတဲ့ comment လုံးဝခြားနာတဲ့ရလက်တစုံတယောက်ရဲ့စကားကြောင့်စိတ်ထိခိုက်လာရင်ဒီစာကြောင်းကိုအတန်တိရွတ်ပါဒါသူ့ရဲ့အတွေးငါရဲ့တန်ဖိုးနဲ့မဆိုင်ဒါကိုအကျဉ်း30လောက်ပြန်ရွတ်ပါတင်တန်ဖိုးရှိတဲ့အရာကသူများရဲ့ထင်မြင်ချက်နဲ့ရောက်မသွားဘူးဆိုတာအုံနောက်ကမှတ်သွားလိမ့်မယ်အခန်း8အတွေးတွေကိုစစ်ဆေးနည်းဒီအခန်းမှာ Joseph Nguyen က Byron Katie ရဲ့ The Work နည်းစနစ်ကိုရိုးရှင်းအောင်ပြန်ဆိုထားပါတယ်
Byron Katie ဟာအတွေးတွေကြောင့်ဆယ်စုနှစ်ချီစိတ်သက်ကြခဲ့ရပြီးနောက်ကိုအတွေးကိုမေးရမယ်မေးခွန်း၄ခုကိုတွေ့ရှိခဲ့တဲ့အမျိုးသမီးတူပါမြူရင်းကသူမရဲ့နီးကိုပုံမရိုးရှင်းအောင်နေ့စဉ်သုံးလို့ရအောင်ပြန်ဖွဲ့စည်းပေးထားပါတယ်စတင်ရန်အခက်အခဲဖြစ်စေတဲ့အတွေးတစ်ခုကိုချရေးပါဥပမာငါအလုပ်ဖော်ကငါကိုမလေးစားဘူးမိခွန်းတစ်ဒါအမှန်တကယ်လားပထမဆုံးမိခွန်းကရိုးရိုးဆုံးပါဒီအတွေးကအမှန်တကယ်လားတက်တဲ့အထောက်အထားတွေကိုကြည့်ပါအလုပ်ဖော်ကဘလို့အပြုအမူတွေပြတယ်လေသူမမလေးစားကြောင်းတိုက်ရိုက်သက်သေရှိလားသတိထားပါသူမမျက်နှာထားကဒီလိုပဲဆိုတာသက်သေမဟုတ်ဘူးသူမဟုတ်ကဲ့ဆိုတဲ့အတန်ကခတ်တိုးတိုးလေးဆိုတာလေသက်သေမဟုတ်ဘူးအများစုအတွက်အဖြေကမဟုတ်ဘူးဒါကိုအတိအကျမသိချဘူးမိကွန်းနှစ်ဒီအတွေးကိုလုံးဝသိချအောင်သိလို့ရလားဒုတိယမိကွန်းကပူနှက်တယ်မင်းသူမရဲ့စိတ်ထဲကိုတိုက်ရိုက်ဖတ်လို့ရလားစိတ်ပညာမှာ mind reading fallacy စိတ်ဖတ်ခြင်းအမှားလို့ခေါ်ပါတယ်လူသားတွေဟာတယောက်ယောက်ရဲ့အတွေးကိုတရားရခိုင်သိချအောင်ဘယ်တော့မှမသိနိုင်ဘူးငါအိမ်တော်ဖတ်ကငါကိုမချစ်တော့ဘူးဒါကိုသိချအောင်သိရင်သူတို့ရဲ့နှလုံးသားကိုခွဲကြည့်ရမယ်ဒါမဖြစ်နိုင်ဘူးဒါကြောင့်အဖြေကမသိချဘူးမဖြစ်နိုင်ဘူးမိကွန်းတော့ဒီအတွေ့ကိုယုံတဲ့အခါမင်းဘလို့တုံ့ပြန်တယ်လေတတိယမိကွန်းကအတွေ့ကြုံပိုင်းပါမင်းဒီအတွေ့ကိုယုံတဲ့အခါဘလို့ခံစားရတယ်လေဘလို့ပြုတ်မှုတယ်လေဥပမာငါအလုပ်ဖော်ကငါကိုမလေးစားဘူးဆိုတဲ့အတွေ့ကိုယုံလိုက်ရင်ရင်ထဲမှာတင်းကနေဖြစ်လာမယ်သူမရဲ့ဘေးကိုရှောင်သွားမယ်အစည်းအဝေးတွေမှာစကားမပြောရတော့ဘူးအိမ်ပြန်ရောက်တဲ့အထိစိတ်ကုန်နေမယ်ဒီအတွေ့ကမင်းရဲ့အပြုတ်မှုဆက်ဆံရေးစွမ်းအင်တွေကိုတိတိတသာထိခိုက်စေတယ်အခန့်ကိုစစ်မှန်တဲ့ကိုပိုင်အမှန်တရားကိုဘလို့ရှာဖွေမလဲအတွေးတွေရဲ့အောက်ခြေမှာဘာရှိလဲဒီအခန်းမှာဂျိုးဆက်ငူယန်ကအတွေးတွေရဲ့အောက်ခြေအတွေးတွေရပ်သွားတဲ့နေရာမှာဘာရှိလဲဆိုတာကိုဖော်ပြထားပါတယ်စာရေးဆရာရဲ့စကားကိုကူးကားရရင်မင်းရဲ့စစ်မှန်တဲ့ကိုဟာအတွေးတစ်ခုမှမရှိတဲ့နေရာမှာတည်ရှိတယ်ဆိုလိုတာကငါဘသူလဲဆိုတဲ့အဖြေကိုအတွေးတစ်ခုအနေနဲ့ရှာလို့မရဘူးငါဟာသမီးတစ်ယောက်မွန်တန်းတစ်ယောက်မအောင်မြင်တဲ့သူတစ်ယောက်ကြောက်တက်တဲ့သူတစ်ယောက်ဒါတွေအားလုံးကအညွန်းတစိတ်တွေပါဒီတစိတ်တွေအားလုံးဖယ်ရှားလိုက်ရင်ကြံတဲ့အရာကမင်းရဲ့စစ်မှန်တဲ့ကိုပါစာအုပ်ထဲကအလှဆုံးဥပမာမူးကောင်းခင်နဲ့တိမ်ဒီစာအုပ်တအုပ်လုံးမှာအလှဆုံးဥပမာကမူးကောင်းခင်နဲ့တိမ်ပါမင်းရဲ့စစ်မှန်တဲ့ကိုဟာမူးကောင်းခင်ကြီးပါအမြင်ရှိနေတယ်ဘယ်တော့မှမပြောင်းလဲအခန်း30ဘဝတသက်တာလေ့ကျင့်မှုဒီစာအုပ်ရဲ့အရေးကြီးဆုံးသတိပေးချက်ဂျိုးဆက်ငင်းကနောက်ဆုံးအခန်းမှာဒီလိုသတိပေးထားပါတယ်ဒီစာအုပ်ကမင်းကိုတညချင်းပြောင်းလဲသွားစေမဲ့မော်ဝင်တန်ရာမဟုတ်ဘူးဒါဟာလေ့ကျင့်ခန်းတစ်ခုဂီတတူရိယာတစ်ခုလို့ပထမဆုံးနေ့မှာစံတရားကောင်းကောင်းတီးတက်လာမယ်လို့ဘယ်သူမှမထင်ဘူးဒီနီလန်းကလည်းအဲ့ဒီလိုပါပဲအလီးကျင့်လိုအပ်တယ်စိတ်ရှိဖို့လိုတယ်ပြက်ကွက်တဲ့နေ့တွေလည်းရှိလိမ့်မယ်ဒါပေမဲ့တနေ့တစ်ပတ်တစ်လဆက်လို့သွားရင်တနေ့မှာအေးငါပြောင်းသွားပြီဆိုတဲ့ခံစားမျိုးရောက်လာလိမ့်မယ်ဘဝတသက်တာအတွက်တော့ချန်၅ချက်စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာဒီမှာအောက်ပါတော့ချန်၅ချက်ကိုအချင်းချုပ်ထားပါတယ်အတွေးတိုင်းကိုမေးခွန်းထုတ်ပါဘဲအတွေးမဆိုဘလောက်ပဲယုံကျင်စရာကောင်းအောင်ပေါ်လာပေမဲ့ဒါအမှန်တကယ်လားလို့ပြန်မေးပါနှစ်ခံစားချက်တွေရဲ့နောက်ကအတွေးကိုရှာပါစိတ်ဆိုးစိုးရိမ်ကြောက်နောင်တဒီခံစားချက်တိုင်းရဲ့နောက်မှာအတွေးတစ်ခုရှိတယ်အဲ့ဒီအတွေးကိုရှာတွေ့ဖို့ပါပဲသုံးအတွေးနဲ့ကိုယ်ကြားနေရာလွတ်ကိုကြီးထွားအောင်လုပ်ပါတရားထိုင်ခြင်းအသက်ရှူခြင်းတတိပြုခြင်းဒါတွေကအတွေးနဲ့မင်းရဲ့တုံ့ပြန်မှုကြားကနေရာလွတ်ကိုကျေစေတယ်ဒီနေရာလွတ်ကျေလေးလေးမင်းလွတ်လပ်လေးလေးလီပြီးဆုံးမှုကိုမမျှော်လင့်ပါနဲ့
တခါတလေအတွေးတွေနဲ့ပြန်တွေးသွားမိအောင်ပဲဒါကတဘာဝပါအရေးကြီးတာကပြန်တွေးသွားမှန်းသိပြီးပြန်လွတ်တတ်ဖို့ပါကိုမစူပါနဲ့ငါမင်းရဲ့တန်ဖိုးကအတွေးတွေရဲ့အပေါ်မှာမူးမမြူပါနဲ့အတွေးကောင်းတွေပေါ်တဲ့နေ့မှာမင်းတန်ဖိုးရှိတယ်အတွေးဆိုးတွေပေါ်တဲ့နေ့မှာလည်းအတူတူပဲမင်းရဲ့အနှစ်သာရဟာအတွေးတွေရဲ့အထက်မှာအမြဲရှိတယ်မင်းမှာရွေးချယ်ခွင့်ရှိတယ်မင်းရဲ့အတွေးတိုင်းကိုယုံဖို့မလိုဘူးမင်းရဲ့စိတ်ကပြောသမျှကိုနားခံဖို့မလိုဘူးမင်းဟာမင်းရဲ့အတွေးတွေရဲ့သခင်ဖြစ်နိုင်တယ် ဒီတော့တငယ်ချင်းတို့ဒီဗီဒီယိုတစ်ခုလုံးမှာကျွန်တော်တို့အတူတူသင်ယူခဲ့တာကမင်းရဲ့အတွေးတိုင်းဟာအမှန်တရားမဟုတ်ဘူးမင်းရဲ့စိုးရိမ်စိတ်ကြောက်ရွံ့မှုနောင်တကိုယုံကြည်မှုမရှိခြင်းဒါတွေအားလုံးရဲ့အကြောင်းရင်းဟာမင်းရဲ့အုံနောက်ကထုတ်လုပ်လိုက်တဲ့အတွေးတစ်ခုသာဖြစ်ပြီးမင်းရဲ့စစ်မှန်တဲ့တန်ဖိုးနဲ့ဘာမှမဆိုင်ဘူးတတိယပါမင်းကမိုးကောင်းခင်ကြီးအတွေးတွေကတိမ်တွေဘလောက်ပဲထူဘလောက်ပဲမေးမိုးကောင်းခင်ကတော့အမြဲတစေတန့်ရှင်းကြီးမြတ်နေတယ်ဒါကြောင့်မင်းဒီနေ့ဒီအချိန်ကစလို့မင်းရဲ့အတွေးတိုင်းကိုယုံဖို့မလိုဘူးဆိုတာကိုတတိပဲပါမနက်အိယာထားတဲ့အခါညအိယာဝင်ခါနေစိုးရင်စိတ်ဝင်လာတိုင်းအတိတ်ကိုပြန်တွေးမိတိုင်းဒါငါအတွေးပဲဒါပေမဲ့ငါဒီအတွေးမဟုတ်ဘူးဒီစာကြောင်းဒီကမင်းရဲ့ဘဝကိုပြောင်းလဲပစ်ပါလိမ့်မယ်ဒီ channel ကမင်းရဲ့အတွေးတွေနဲ့ပတ်သက်ပြီးနောက်ထပ်စာအုပ်ကောင်းကောင်းတွေနီးလန်းကောင်းကောင်းတွေဆက်လက်ဝေမျှသွားမှာပါဒါကြောင့် subscribe လုပ်လိုက်ပါ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပါနောက်ဗီဒီယိုတစ်ပုတ်ထွက်တာနဲ့သိရမှာပေါ့ပြီးတော့ဒီဗီဒီယိုကိုမင်းရဲ့စိတ်ညစ်နေတဲ့အတွေးတွေများနေတဲ့မိတ်ဆွေမောင်နှမတငယ်ချင်းစီဝေမျှပေးလိုက်ပါမင်းတယောက်တည်းမဟုတ်ဘူးဆိုတာသူတို့လည်းသိစေချင်လို့ပါအောက် comment မှာဒီဗီဒီယိုကြည့်ပြီးရင်မင်းရဲ့စိတ်ထဲကဘယ်အတွေးကိုစတင်လွတ်ချင်လဲရေးခဲ့ပါ